မင်္ဂလာပါကျွန်တော်တို့ YouTube မှာမတွေ့တာကျွန်တော်ကြာသွားပြီ Viber မှာလည်းမစုံဖြစ်တာကျွန်တော်ကြာသွားပါပြီဒီနေ့တော့ကျွန်တော်အနေနဲ့စကားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်နည်းနည်းလေးဟောပေးချင်ပါတယ်ဒါကတော့ကျွန်တော်ရောဝတ္ထုအခန်းကြီး33အခန်းငယ်3ကနေ4မှာဖြစ်ပါတယ်အတွင်းသည်အစာကိုမြည်စမ်းတဲ့ကဲ့သို့နားသည်စကားကိုစုံစမ်းတတ်၏ငါတို့ဒီကိုဖို့လို့ငါစီ၍တရားသဖြင့်စီရင်ကြကုန်အကောင်းသောအရာကိုကိုယ်တိုင်အားဖြင့်သိမှတ်ကြကုန်အစားတော့ကောင်းမကောင်းကိုကတွင်းနဲ့မြည်စမ်းပြီးတော့နားလည်လို့ရတယ်ဒါပေမဲ့စကားနဲ့ပတ်သက်တဲ့အရာကိုတော့တဲ့ဘယ်လိုလုပ်ရသလဲဆိုလို့ရှိရင်တဲ့နားနဲ့စုံစမ်းတတ်တယ်ဒီလူဘာပြောနေတာလဲသူစကားကပါလဲဒီစကားအဓိပ္ပာယ်ကဘယ်ကိုသွားနေတာလဲဆိုတာကိုတော့နားနဲ့စုံစမ်းတတ်တယ်ချစ်စွာသောဒီပေါ်တော့ဆိုဒီနေရာမှာနားနဲ့စုံစမ်းတတ်တယ်ဆိုတဲ့အခါမှာစကားကိုနားနဲ့စုံစမ်းတတ်တယ်ဆိုတာနှစ်မျိုးရှိတယ်ပထမတစ်မျိုးကဘာလဲဆိုရင်ယောဟန်7:19မှာကိုရောဤတမန်တရားအပြင်သူတို့ကိုတန်ရှင်းစေတော်မူပါကိုရောဤနှုတ်ကပတ်သည်တမန်တရားဖြစ်ပါ၏နံပါတ်1ကနှုတ်ကပတ်တမန်တရားစကားဖြစ်ပါတယ်နှုတ်ကပတ်တမန်တရားစကားအပြင်ကျွန်တော်တို့ဘုရားသခင်ထံတော်ကနေလာတဲ့တမန်တရားကိုကျွန်တော်တို့တွေခံယူရရှိနိုင်တာဖြစ်ပါတယ်ဒါကြောင့်ချစ်စွာသောယုံကြည်သူတွေကျွန်တော်တို့နားအားဖြင့်သတိထားရမယ်စကားနံပါတ်1ကတမန်တရားဖြစ်ပါတယ်နောက်ဒုတိယစကားတစ်ခုရှိတယ်ဒုတိယစကားတစ်ခုကတော့ယောဟန်8:44မှာသင်တို့သည်သင်တို့အဘာဒီဟုသောမာနမှဆင်းသက်ကြ၏သင်တို့အဘာ၏အလိုတို့လည်းလိုက်တတ်ကြ၏မာနသည်ရှေးဥစွာမှစ၍လူအသက်ကိုတတ်တော်သူဖြစ်၏သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မတည်မနေသူသည်မူသားစကားကိုပြောသောအခါမိမိပဂတိအတိုင်းပြော၏မူသားစကား၌ကျင်လည်သောသူဖြစ်၏မူသား၏အဘလည်းဖြစ်၏နောက်ဒုတိယစကားကမူသားစကားတနည်းအားဖြင့်ပြောမယ်ဆိုရင်စာတန်စီကလာတဲ့စကားဖြစ်ပါတယ်ဒီနေ့ယုံကြည်သူတွေကျွန်တော်တို့သက်တာထဲမှာစင်ကြင်စဉ်းစားရမယ့်အကြောင်းအရာရှိတယ်ကျွန်တော်တို့တွေကနှုတ်ကပတ်တမန်တရားစကားအားဖြင့်အသက်ရှင်နေတာလားစာတန်စကားအားဖြင့်အသက်ရှင်နေတာလားတခါတရံကြရင်စာတန်ကဘယ်နေရာမှာအလုပ်လုပ်သလဲလို့မေးတဲ့အခါမှာကျွန်တော်ကတော့အများကြီးပြောနိုင်နေရတခုရှိပါတယ်စာတန်ကနေရာအများကြီးမှာလုပ်နိုင်ပါတယ်လို့ပြောနိုင်ပါတယ်အထူးသဖြင့်ဘယ်မှာလုပ်နိုင်တယ်လဲဆိုရင်ဖျားเจ้าရင်တော့ပို့ပြီးလုပ်နိုင်တယ်ဘယ်သူစီကနေပို့ပြီးလုပ်နိုင်တယ်လဲလို့ပြောလို့ရှိရင်အမှုတော်ဆောင်တွေသင်ဥဆရာကြီးဒီကနေလေစာတန်ပို့ပြီးလုပ်တတ်တယ်ဘယ်လိုမျိုးလဲဆိုရင်အမှုတော်ဆောင်ရဲ့စကားသင်ဥဆရာရဲ့စကားဟာနှုတ်ကပတ်တော်နဲ့မကိုက်တော့ဘူးဆိုရင်အဲ့ဒီအရာကကျွန်တော်တို့တတိထားဆင်ခြင်ရမယ့်စကားဖြစ်လာပြီမူသားစကားလားတမန်တရားလားဖျားစကားလားစာတန်စကားလားကျွန်တော်တို့ဘယ်နည်းနဲ့ခွဲခြားမလဲလို့ဆိုတဲ့အခါမှာကျွန်တော်တို့ချစ်ခင်လေးစားရလွန်းလို့ယုံကြည်ရလွန်းလို့ဆိုတဲ့အရာကြောင့်ဆရာတစ်ပါးရဲ့နောက်ကိုတီးသန့်လိုက်သွားတာမျိုးမဟုတ်ပဲနှုတ်ကပတ်တော်နဲ့မညီဘူးဆိုရင်နှုတ်ကပတ်တော်နဲ့ဆိုင်ပြီးတည်တည်ချာချာစစ်ဆေးပြီးတော့မှလှုပ်ထိုက်တဲ့အရာလိုက်ထိုက်တဲ့အရာကျွန်တော်တို့မှာဖြစ်ပါတယ်ချစ်စော်တဲ့ပေါင်းတော်တို့ဒါကြောင့်ဒီနေ့စကားရှိတယ်ဘာနဲ့နားထောင်ရမလဲဆိုရင်နားနဲ့နားထောင်ရမယ်အဲ့စကားကိုနားနဲ့နားထောင်ပြီးတော့မှန်လားမှားလားဆိုတာကိုနှုတ်ကပတ်တော်နဲ့စင်ရင်သုံးသပ်ပြီးစာတန်စကားလားဘုရားစကားလားငါရဲ့သင်ဟုတ်ဆရာစီမှာရောက်နေတဲ့စကားသည်စာတန်ရဲ့စကားလားသင်ဟုတ်ဆရာစီမှာရောက်နေတဲ့စကားသည်ဘုရားခင်ရဲ့စကားလားဒီချက်ပိုင်းခြားခွဲခြားနားလည်နိုင်ပါစေအလုံးဘုရားကောင်းကြီးပြပါစေ